ဒီနေ့မှာတော့ဗောနော်ဒီကောင်မလေးနဲ့ဗောနော်နောက်ဆက်လက်ပါငယ်ချင်းနော်သူနဲ့ပါသူနဲ့ဗောနော်ခေါ်တာဂိမ်းဆော့မှာပဲဖြစ်ပါတယ်ဒါကျောင်းဝတငယ်ချင်းတယောက်ဗောနော်သူကဗောနော်ယူသမိုင်းโอเคလာပါငယ်ချင်းသူကဗောနော်ခေါ်ရရဲ့တငယ်ချင်းနဲ့ဖြစ်တယ်လို့ပတ်ဖက်လေးဖြစ်ခဲ့ပါတယ်အဲ့ဒါခုကသူနဲ့ဆော့နေလွှဲမိခမစာနေချီကပြုတ်ကြတော့မလို့ဘာမှဖြစ်ပါပြီးလို့ရှိရင်လေခေါ်ရဆိုးစီချင်းနဲ့ထားပါလေးလည်းမငယ်ပါခေါ်ရကုံလို့စုပ်ပြပါမယ်โอเคပြီးရင်ခေါ်ရ like and subscribe လေးလုပ်ပေးကြအောင်ပေါ့နော်ရောက်သွားသူတော်ရောက်သွားမှာပေါ့နော်နာပြုတ်ကြသွားဆိုဟေးခေါ်ရထားဝခုံနာခေါ်ရပြောရကြရဲ့မမထားဝခုံနာအရင်တော့ရဲ့တဲ့ညီမဆိုအဲ့လိုမျိုးမားတော့မတော်ဘူးတဲ့အဲ့လိုမျိုးပြောထားကြပါအေးပြုတ်ကြပါကြောက်လိုက်တာโอเคပေါ့နော်သူများတွေကတော့ပြောကြတယ်ပေါ့နော်ခေါ်ရကိုပေါ့နော်ခေါ်ရထားဝခုံနာအရင်တော့တယ်ဒါပေမဲ့ခေါ်ရအဲ့လိုထိတော့လည်းမဟုတ်ပါဘူးအဲ့ဒါကိုပြောချင်ပါတယ်ဒါပဲငယ်ချင်းပြောလိုက်ပါမယ်လားလို့ခဏပဲโอเคသူ့ဘောကောင်းမခုန်ချမယ်ပေါ့နော်ဒီကနေပြီးတော့စော့ရပဲဖြစ်ပါတယ်ဟေးဘာလို့ခဏပြောနေခဏစခါလေးပါဝီးပေါ့နော်ခေါ်ရတော့ Wobus နဲ့ဝေတာမဟုတ်ပါဘူးဒီမှာ free ရတော့ပေါ့နော်ဗီဒီယိုရိုက်ဆရာရှိရဲဆိုတော့လေတငယ်ချင်းနဲ့ဆိုရင်လည်းရိုက်ချလိုက်တာပဲဖြစ်ပါတယ်ကျေးဇူးပါခေါ်ရ Wobus ပေးနေတဲ့သူလေးခေါ်ရပြောချင်ဆုံးစကားပေါ့နော် Wobus ပေးချင်တဲ့သူလေးပေါ့နော်ခေါ်ရကိုပေးလို့ရပါတယ်လို့ခေါ်ရ Wobus တအားလို့ကျင်နေပါတယ်အနည်းဆုံး1000လောက်ပေါ့မပါ1000ဆိုအဲ့လောက်ကြည့်လည်းမပါ100ပါပဲသူပြောလိုက်ပါမယ်လာငယ်ချင်းလာလို့ပြောနေလည်းမရပါဘူးအဖြစ်နေလည်းတော့မသိပါဘူးသူကောင်မခုံချအောင်မယ်အရင်ဆော့လို့ကောင်းတယ်သူခေါင်းမအေးလိုက်ခုံကြမယ်နော်ခုံကြမယ်နော်ငယ်ချင်းဆောင်းလိုက်ပါမယ်သူကထားဝခုံနဲ့အရင်တော့တယ်ရွေးပြောနေခုနကဘာနော်ခေါ်ရတော့ပေးထားပါလည်းမသိဘူးစော်နေတာသူနဲ့ဒါကြီးပြုတ်ကြသွားထားပါခုံနဲ့ခရအမြင့်ရောက်နေသူပြုတ်ကြသွားဟုတ်လားကြောက်နော်တော့မတော့အဲ့လိုလားဆောင်းမကောင်းတာဘယ်လောက်ထိတော့လဲဆိုအဲ့ဒါပါပဲဟုတ်တီးဆိုသမားရေဒီနေ့ဗီဒီယိုလေးရတော့ပါပဲအားလုံးပဲတတာ